ရှိတာပေါ့ဒါဦးဇင်းတို့ဗုဒ္ဓမြတ်စွာမှာအဖြေရှိပါတယ်ဦးဇင်းတို့မသိလို့ဒါတခါတလေအဖြေချလို့မရတာတခါမြတ်စွာဘုရားမှာအဖြေရှိပြီးသားနော်ဦးဇင်းတို့ဒါတိတလားမတလားအခုဒီမှာဆိုရင်ဦးဇင်းဖြေပေးနေတယ်ချို့မိခွန်းနေဦးဇင်းမဖြေနိုင်ဘူးဆိုရင်လည်းဘုရားမှာအဖြေမရှိလို့မဟုတ်ဘူးဦးဇင်းမဖြေနိုင်လို့ပဲမဖြေတာပဲရှိမယ်နော်ဘုရားဗုဒ္ဓဘာသာမှာအဖြေမရှိတာမဟုတ်အဖြေရှိတယ်နော်အဲ့တော့ဦးဇင်းတို့စာမတက်လို့မကျွမ်းကျင်လို့ပဲဖြစ်ဖြစ်အမြင်မကျလို့ပဲဖြစ်ဖြစ်မဖြေနိုင်တာပဲရှိမယ်အခုဒီမှာကိုမှုတော်မေးတယ်အဲ့လိုပယောဂနေဖြစ်ရင်ပယောဂဆရာမဟုတ်ဘဲနဲ့ဗုဒ္ဓဘာသာနေနဲ့ကုလို့ရတာပေါ့ဦးဇင်းတို့ပုံမှန်ဆိုလို့ရှိရင်ဒီပေကြီးစရတုတ်ရှိတယ်ပေါ့နော်ဒီယတနာတုတ်တို့မေတ္တာတုတ်တို့နဲ့သူတို့ကိုမေတ္တာရက်ခံပြီးတော့ထုတ်လို့ရတယ်စာပေထဲမှာတော့နီလန်းအကျယ်တဝန်းပါတယ်ရဟန်းတော်တွေအနေနဲ့သွားပါဆိုပြီးတော့မေတ္တာတုတ်တွေရွတ်ဖက်ပြီးတော့မေတ္တာရက်ခံပြီးထွက်သွားဖို့သူကိုပြောတာအကယ်၍မဟုတ်ဘူးသူကမဖယ်ပေးဘူးကြမ်းတယ်ဒေါသစရိုက်ရှိတယ်သာသနာကိုလည်းမကြည်ညိုတဲ့ပုဂ္ဂိုလ်ဆိုတော့သူထွက်မှာမဟုတ်ဘူးအဲ့တော့ဆိုရင်ဦးဇင်းတို့ဘာလုပ်ရလဲဆိုတော့ဒီတောဆောင်နဲ့တစ်ပင်ဆောင်နဲ့တီကိုဖိတ်ရတယ်နတ်တွေကိုဖိတ်ပြီးတော့တိုင်တယ်ရတယ်နမင်းကြီးပေးခဲ့တဲ့ဒီအာဒနာတိယတုတ်ကအရန်အစွမ်းထက်တယ်အဲကြောင့်အလွန်ကြမ်းတမ်းတဲ့ဘလူးတရက်တစီတွေဖြစ်ပါစေပယောဂတွေဖြစ်ပါစေဒီအာဒနာတိယတုတ်ကိုရွတ်မှန်ဆိုရင်တို့မနေနိုင်ဘူးထွက်ရတယ်အဲကြောင့်နောက်ဆုံးလက်နက်ကတော့ရဟန်းတော်တွေမှာအာဒနာတိယတုတ်ပဲအဲ့တော့အာဒနာတိယတုတ်ရွတ်မှန်ဆိုလို့ရှိရင်တို့လုံးဝမနေနိုင်ဘူးနမင်းကြီးတွေရောက်လာပြီးတော့ချက်ချင်းဖယ်ခိုင်းတယ်အဲ့ဒါကြောင့်အာဒနာတိယတုတ်ကအလွန်စွမ်းတဲ့တရားတစ်ခုဖြစ်တယ်နော်အာဒနာတိယတုတ်ကတဘာတဲ့ပြောရတာလားတန်ခါအနန္တတိယတုတ်ကဦးဇင်းတို့တန်ခါအားနဲ့ဆိုပိုကောင်းတာပေါ့နော်တဘာတဲ့ရွတ်လည်းရတယ်ဒါပေမဲ့အများကြီးလို့ရှိရင်တော့တန်ခါရဲ့အားနဲ့ဆိုတော့တေချာပေါက်နမင်းကြီးကတော့လာမှာပဲလေတဘာတဲ့ရွတ်တယ်ဆိုရင်အဲ့တဘာကအကျင့်ပြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ချင်တယ်ဆိုလို့ရှိရင်နမင်းကြီးတွေလာချင်မှလည်းလာမှာပေါ့တကယ်တန်ခါအားနဲ့ရွတ်တယ်ဆိုရင်တော့တန်ခါကိုကြီးညိုတဲ့အတွက်ကြောင့်တကယ်တော့နမင်းကြီးလေးပါးကိုစင့်ခေါ်တယ်လို့ပါပဲနော်သူတို့တေချာပေါက်ရောက်လာပြီးတော့ဖယ်ခိုင်းတာပဲဦးဇင်းတို့လူလောကမှာယာဒုအာနာကြီးတဲ့ပုဂ္ဂိုလ်တွေလာလို့ရှိရင်ယာဒုငယ်တဲ့ပုဂ္ဂိုလ်တွေကနေရာဖယ်ပေးရတာပဲလေအဲ့တော့တကိုးကြီးတဲ့နမင်းကြီးတွေလာလဲဆိုရင်ဒီပယောဂတွေဖယ်နေနိုင်တော့မလဲလုံးဝကိုဖယ်ပေးရတာဖယ်ပေးနေမှာကဘူးသူတို့ကနမင်းကြီးတွေစီမှာဒဏ်ခံရသေးတယ်အပြစ်ဒဏ်ခံရသေးတယ်အရာရှိရာခံတွေမှာစီမှာအပြစ်ဒဏ်ခံရတယ်လို့ပဲပေါ့သူတို့ဆိုလဲဒါနမင်းကြီးလေးယောက်စီမှာဒဏ်ခံရသေးတာပဲနိဒါကြောင့်ဦးဇင်းတို့အာဒနာတိယတုတ်ဟာအလွန်ဆွမ်းတဲ့တရားတစ်ခုဖြစ်ပါတယ်နော်